မင်္ဂလာပါလေးမလေးတို့ရေအလိမ္မာနဲ့အတူလေ့ကျင့်မယ်ဆိုတဲ့စီစဉ်လေးကနေပြန်လဲကြိုးဆိုပါရယ်ဒီနေ့မှာတော့မြန်မာတို့ရဲ့12လရာသီပွဲတော်လေးတွေကြောင့်မေ့ကြည့်ကြပါရယ်အတားအစဉ်ပတ်ဖြန်းပြီးနှစ်သက်ကိုကြိုးဆိုကြတဲ့ပွဲတော်လေးကိုဘယ်လမှာကျင်းပကြသလဲကွယ်နံပါတ်1လားနံပါတ်2လားအချိန်5စက္ကန့်အတွင်းဖြေကြမယ်နော်မှန်ပါတယ်တကူးလာဖြစ်ပါတယ်မဟာဗောဓိညောင်မီရှင်ရင်ကိုရေစင်သုံးလောက်နဲ့ဒီပွဲတော်လေးရအောင်ကွယ်အချိန်5စက္ကန့်ရအောင်နော်ဟုတ်ပါတယ်ကစုံလာပါညာချမ်းရှင်ခါသမယမှာအိမ်တိုင်းလိုစီမီလေးတွေထူးညစ်ပူစော်ကြတဲ့မိထုံပွဲတော်လေးကိုရောမြန်မာလပင်လာမှာကျင်းပကြတယ်လေအချိန်5စက္ကန့်စရပါပြီသတင်းကြလာဖြစ်ပါတယ်ပြိုင်ပွဲဝင်တွေအားလုံးညီညီညွတ်ညွတ်နဲ့အချိတ်ဆက်မိမိရှင်ပြိုင်မှာအနိုင်ရရှိနိုင်တဲ့လေပြိုင်ပွဲလေးကိုရောဖဲလာမှာကျင်းပကြတယ်လေမလေးတို့ရေ5စက္ကန့်အတွင်းဖြေရမယ်နော်ဟုတ်ပါတယ်တော်သလင်းလာပါမြန်မာတို့ရဲ့တရားတရားထက်သန်မှုကိုပေါ်လွင်ထင်ရှားစေတဲ့ကထိန်ပွဲတော်ကိုရောဖဲလာမှာကျင်းပကြတယ်လေရှင်နောက်ဆုံးမေးခွန်းလေးကိုရောအတူတူဖြေကြည့်ကြရအောင်နော်မှန်ပါတယ်တစောင်းမုံလာဖြစ်ပါတယ်ကဲဒါဆိုမှတ်ဘလောက်ရကြလဲဆိုတာ comment မှာကြော်ခဲ့ကြပါအောင်နော်နောက်ပတ်မှာပြန်တွေ့ကြပါမယ်